ကတိပါရဒရာဇပုံနာမြတ်စွာဘုရားရဲ့လေသမားတရားကိုနာပြီးတဲ့နောက်မှာသဘောပေါက်သွားပြီးတော့မှန်ပါဗျာတပည့်တော်သဘောပေါက်သွားပါပြီဗျာဒီစွန်းလေးကိုလူခံတော်မူပါဗျာလို့သူစားမဲ့စွန်းသူစားမဲ့ထမင်းတုပ်ကိုဖြီးပြီးတော့မြတ်စွာဘုရားကိုလှူပါတယ်မြတ်စွာဘုရားဒီကမ္ဘာတကာဒီလိုတရားဟောပြီးမှရတဲ့စွန်းဥပ္ပတမြင်နဲ့ရတဲ့စွန်းကိုငါတို့မစားဘူးဗုဒ္ဓရဲ့လမ်းစဉ်လည်းမဟုတ်ဘူးအဲ့တော့ဒီစွန်းကိုသီလသမာဓိနဲ့ပြည့်စုံပြီးတော့အတ္တဝါကင်းတဲ့ယဟန္တာတွေကိုစင်ကြယ်တဲ့စိတ်နဲ့ကုသိုလ်ပြုလိုက်ပါအလုပ်ကျွေးပြုလိုက်ပါလို့ပြောတယ်အဲ့ကမှာပုံနာကြီးလည်းဒီလောကီလူဘဝနေပြီးတော့စွန့်လွတ်ပြီးတော့မြတ်စွာဘုရားရဲ့တာဝကဖြစ်သွားနော်ဖြစ်သွားပြီးတော့ဒီယဟန်ပြုခွင့်တောင်းတယ်ပေါ့နော်ယဟန်ပြုခွင့်တောင်းတော့မြတ်စွာဘုရားဒီဇေရဝံကျောင်းခေါ်သွားပြီးတော့ယဟန်ပြုပေးလိုက်တယ်အဲ့တော့ယဟန်ဖြစ်ပြီးတဲ့နောက်မှလည်းပဲသူ့မှာတရားအထုတ်ဖို့အတွက်ကမ္မထံတရားမရှိတော့မြတ်စွာဘုရားဟောလိုက်တဲ့ဒီကမ္မထံကိုပဲဒီအနုလုံပฏิလုံအာယုပြုတယ်ပေါ့နော်။ဩငါခန္ဓာကြီးကငါထွန်တဲ့လေနဲ့တူတာပဲ။ငါတို့မျိုးစေ့တွေကျဲတဲ့အခါမှာစင်ကြယ်တဲ့မျိုးစေ့တွေဖြစ်အောင်တရားဆိုတဲ့ယုံကြည်တဲ့စိတ်ရှိဖို့လိုတယ်။တရားဆိုတဲ့မျိုးစေ့တွေကျဲတယ်။မိုးတွေရွာတဲ့အခါမှာလည်းဒီမိုးတွေကိုစီမံခန့်ခွဲတဲ့စိတ်နဲ့နော်ဒီသီလနဲ့တူတဲ့မိုးတွေနော်စီမံခန့်ခွဲတယ်စောင့်ရှောက်တယ်ပြုစုတယ်ထိမ့်သိမ့်တယ်နောက်တစ်ခါကျွန်တော်တို့ဒီဝရိယနဲ့တူတဲ့နွားတွေနဲ့နော်နွားတွေနဲ့ကိုလိုရာကိုနော်ရှေ့တူရှုကိုတဲတဲမမသွားပြီးတော့လိုသလိုသွားနားကျင်တိုင်းလည်းမနာစားရင်လည်းမစားဘဲနဲ့လိုရာပန်းနိုင်ကိုမရောက်အောင်သွားတဲ့ဝရိယမျိုးနွားနဲ့တူတဲ့ဝရိယမျိုးနဲ့ယုံခံတယ်တတိနဲ့တူတဲ့ထွန်နဲ့ပေါ့နော်ထွန်သွားပေါ့ထွန်သွားနဲ့မလူရာတွေကိုဖယ်လူရာတွေကိုဟုတ်လားပြုပြင်ပြီးတော့မြေကြီးကိုခုတ်ထွန်ပြုပြင်နော်ဒီကိလေသာအမိုက်တွေနဲ့ကိလေသာပေါင်းတွေကိုဖယ်ထုတ်လို့ဒီသီနာမင်ကိုရှင်သန်ပွားများအောင်တတိဆိုတဲ့နော်ထွန်သွားနဲ့ထွန်တယ်ဒါတွေကိုအနုလုံပฏิလုံကျင့်လိုက်တဲ့ခါကျတော့မြတ်စွာဘုရားဟောလိုက်တဲ့ဒီတမာတိတွေပြည့်ဝပြီးတော့အရဟတမေအရဟတဖို့ရောက်သွားတယ်လို့ဒါကတိပါရဒရာဇပုံနာရဲ့လေသမားတရားနေပြီးတော့ယဟန္တာဖြစ်သွားတဲ့တရားပေါ့နော်ဒီတရားကိုမြတ်စွာဘုရားဟောလိုက်တဲ့အခါမှာကတိပါရဒရာဇပုံနာကလေသမားစစ်စစ်ကနေပြီးတော့လေသမားတရားကိုရရှိသွားတယ်အဲ့တော့ကျွန်တော်တို့လေသမားတွေလည်းပဲမြေကြီးကိုဟုတ်လားထွန်းတော်မကပဲနဲ့စိတ်ကိုလည်းပဲလေထွန်းတဲ့ကဲ့သို့ပြုပြင်မယ်ဆိုလို့ရှိရင်လောကီကောင်းကျိုးလည်းရမယ်လောကုတ္တရာကောင်းကျိုးလည်းရမယ်ဆိုတဲ့ပုံမြင်လေးကိုပြောကြားပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်